အားလုံးပဲမင်္ဂလာပါ Lucky Sport ဒါ channel ကနေညီကိုအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါဒီနေ့မှာဆင်းလဲဒါစနေတင်းကိုနေတာလက်ကြံပွဲကြိုဒါ38အနေနဲ့ဒါတပွဲကောင်းကိုဒါ Everton နဲ့ဒါ100ရဲ့ပွဲလေးကိုဒါရွေးချယ်ပြီးညီကိုတွေကိုသုံးသပ်ပေးသွားပါမယ်ကျွန်တော်ရဲ့ channel လေးကိုဒါ subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိရင် subscriber လေးဒါလုပ်ပေးရပါဒါတပွဲကောင်းနဲ့ဒါမောင်းကပ်ကလေးတွေဒါရယူဖို့အတွက်ဒါ Telegram channel လေးကိုလည်းဒါ join ထားကြပါ Telegram channel ကိုကျွန်တော်အခုဗီဒီယိုရဲ့အောက်က comment မှာ link လေးရှာပေးထားပါဗျကဲရင်ကျွန်တော်ဒါတပွဲကောင်းအနေနဲ့ဒီနေ့ဒါမြန်မာဆန်လို့ရှိရင်တနာရီပွဲမှာကံမဲ့ဒါ Everton နဲ့100ရဲ့ပွဲလေးကိုသုံးသပ်ပြရမယ်ဒါဒီပွဲမှာစီရင် Everton ကနေဒါအင်ကွင်းကနေဒါ body ချင်းမှာ1+40ပေးထားတဲ့ဂိုးပေါင်းကြီးမှာ2-90ဆိုတဲ့ကြီးမျိုးကိုပေးထားပြဒီကြီးမျိုးကတော့ဒါ Everton ကအခုလက်ရှိဒါအင်ကွင်းရှုံးပွဲမရှိကစားထားရဆိုတော့ဒါ1+40လောက်ကိုပေးထားတယ်ဒါပေမဲ့ဂိုးပေါင်းကြီးက2-90ထိပေးထားပြဒါကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမယ်အခုလက်ရှိကျွန်တော်တို့ဒါ Everton ကိုပြန်ကြည့်မယ်ဆိုရင်ဒါ Everton ကအိမ်ခွင်းမှာတော့တော်တော်လေးကောင်းတယ် Aston Villa ကိုဒါတေးဆိုတဲ့ပုံစံမျိုးကစားထားတာ Brighton ကို2-0အဲ့လိုပုံစံမျိုးဒါအိမ်ခွင်းရှုံးဝဲမရှိကစားထားတယ်ဗျာဒါ EFL မှာလည်းဒါ2-0ဆိုတဲ့ပုံစံမျိုးနဲ့ဒါ Memphis အသင်းမျိုးကိုဒါအနိုင်ကန်ထားတယ်အခုမှလည်းဒါ100ဆိုတော့ဂိုးပေါင်းကြီးက2-90ဆိုတာပြောတယ်လို့ပြောလို့ရတယ်ဗျာဘာဖြစ်လို့လဲဆိုရင်100ကအခုလက်ရှိမှာတော်တော်လေးကိုဂိုးတွေသွင်းထားတာပဲလေးကို2ဂိုးဒါစဘာကိုZ3 ပုံစံမျိုးနဲ့သွင်းထားတယ်ဒါပေမဲ့သူနိုင်ငံရဲ့တပွဲမှာတော့ဒါဂိုးပြန်နိုင်ထားတယ်ဗျာနော်တန်ဖွဲကိုဒါ Z3 ဆိုတဲ့ပုံစံမျိုးနဲ့ဒါဂိုးပြန်နိုင်ထားတယ်ဒါ100ကို1-5ဆန်းလန်းကို3-0ဆိုတဲ့ပုံစံမျိုးနဲ့ဒါဂိုးပြက်တည်ကြီးပဲရှုံးထားတယ်ဗျာဂိုးပြက်ကြီးပဲရှုံးထားတဲ့အနေအထားမှာအခုလက်ရှိပြောရမယ်ဆိုရင်သူကိုင်းရတဲ့ပွဲတွေမှာပြန်လို့ကြည့်ရမယ်ဆိုရင်ဒါအခုလိုကြီးမျိုးနဲ့ဆိုရင်ဒါဂိုးအောက်တက်ကြီးရတပွဲတော်မရှိဘူးဗျာအဲ့ဒီပုံစံမျိုးကစားထားတယ်အဲ့လိုပုံစံမျိုးဂိုးပေါင်းက2-90ဆိုတဲ့ပုံစံမျိုးကိုပေးလာတယ်ဂိုးမဲက2-90ဝဟန်အခုလက်ရှိကစားထားတဲ့ပွဲတွေကတော်တော်လေးဂိုးပေါ်တယ်ဂိုးအောက်ပွဲတပွဲလည်းမရှိအခုလက်ရှိ Everton ရဲ့ပွဲမှာ2-90ဆိုတဲ့ကြီးမျိုးကိုပေးလာတော့ဘူကီဒီကတော့ဒါဘယ်လိုပြောရမလဲတစ်ဖက်ထက်ဂိုးသွင်းမယ်ဆိုတဲ့ကြီးမျိုးကိုပေးလာတယ်လို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုရင် body ချင်းမှာ1+40တလုံးသွင်းရင်40စဂိုးပေါင်းကြီးမှာ2-90ဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ Everton တစ်ဖက်ထက်ဒါဂိုးသွင်းမယ်ဆိုတဲ့ပုံစံမျိုးကိုဒါတက်ရောက်နေတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒါပြန်လို့ကြည့်ရမယ်ဆိုရင် Everton ကဒါအင်ကွင်းမှာမှန်တယ်တော်တော်လေးကောင်းတယ်ဒါပေမဲ့1+40ဗျာ2-90ကြီးဖြစ်နေတယ်တနင်္လာနေ့လည်းဖြစ်နေတယ်ဒါအထက်ကြီးကြတဲ့ကြီးမျိုးပုံစံဒါ1+2- ဆိုရင်ဒါအထက်ကြီးကဒါဘယ်လိုပြော10ပွဲမှာဒါ9ပွဲလောက်ကကြတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့လိုအမျိုးကြောင့်ဒီနေ့ဒါကျွန်တော် body ကိုလက်ဆောင်မှန်ဂိုးပေါင်းကိုစဉ်းစားရင်ဗျာဂိုးပေါင်းကဒါ100ကဒီတော့တော်တော်များများဂိုးပေါ်ထားတာကိုအခုလက်ရှိကြီးမှာ2-90ကြီးကတော့ပြောလို့ပြောလိုက်ရတာအနည်းဆုံးဒါ3+100ကထူးတော့မထူးတော့ဘူးဗျမထူးတဲ့အသင်းဆိုတော့ဒါရှုံးမဲရှုံးနေဆိုတော့အဝေးဝန်းမှာလည်းဒါ Everton ကိုပိတ်ကစားမဲ့အနေထားမှတော့မရှိဘူးဒါတိုက်ရမှာပဲသူလည်းဂိုးရရင်ရတော့ဒါ9ပွဲတစ်ပွဲတော့ဒါရသွားအောင်တော့အကောင်းဆုံးဆွင်းဆောင်လာနိုင်မဲ့အနေထားမှာရှိတယ်နော်တန်ပွဲကိုလည်းဒါအဝေးဝန်းကနေပဲဒါ3-0ဆိုတဲ့ပုံစံမျိုးနဲ့ဂိုးပြန်နိုင်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲလဲဒါ100ကဂိုးတစ်ဂိုးရသွားနိုင်တယ်ဘာဖြစ်လဲဆို Everton အနေနဲ့ဒါအိမ်ဝင်းဖြစ်တဲ့အတွက်ကြောင့်ဖိကစားမဲ့အတွက်ကြောင့်ဒါ100ရဲ့ဒါမြန်တိုက်စစ်တွေကနေဒါတကိုးလောက်ရသွားနိုင်တယ်လို့ကျွန်တော်ကသုံးသပ်ရှင်တယ်ဒါ1+40ဒါ2-90ကြီးမှာဆိုတော့ကျွန်တော်ကဂိုးပေါ်ဒီချောင်းလေးကိုကြိုက်ပါတယ်ကျွန်တော်ဒါဒီနေ့ Everton နဲ့100ကျွန်တော်ရဲ့ဒါအကြိုက်ယူရှင်မှုကတော့ဒါဂိုးပေါ်ပါဒါအကြိုက်တူတဲ့ညီကိုတွေကတော့ဒါလိုက်ပြီးကစားနိုင်ပါတယ်ဒါအကြိုက်မတူတဲ့ညီကိုတွေကလွတ်လပ်စွာပစ်ကနိုင်ပါတယ်ဒါညီကိုတွေရဲ့အဓိကအရေးကြီးတာနိုင်ဝဲလို့လေဒါကျွန်တော်ရဲ့အတွေးမြင်တူတဲ့ညီကိုတွေကဒါလိုက်ပြီးကစားပါဗျဒါကျွန်တော်ရဲ့ဒါဒီနေ့အတွက်တဘောကောင်းယူရှင်မှုဒါ Everton ဂိုးပေါ်ပါဗျ